င်္ဂလာပါခင်ဗျာယခုတွေ့မြင်နေရတာတော့ပြည်တော်စုနယ်မြေနေပြည်တော်အတွင်းမှာရှိတဲ့ပေါင်းလောင်းရေလောင်တမန်ဖြစ်ပါတယ်28ရက်နေ့3လ2025ရက်နေ့မိုးလွယ်12:50မှာအင်အားလွန်ပြည့်တဲ့နိုင်ငံတွေလောက်ခတ်ပြီးတောင်ပိုင်းမှာငလင်းကြောင့်ပေါင်းလောင်းရေလောင်တမန်ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိမရှိကနဦးမျက်မြင်စစ်ဆေးခြင်းများအသေးစိတ်လေ့လာစစ်ဆေးခြင်းများဆောင်ရွက်ပြီးဒီနေ့31ရက်နေ့3လ2025ရက်နေ့မိုးလယ်ပိုင်းတွင်ရိုက်ကူးထားသောမှတ်တမ်းဗီဒီယိုဖြစ်ပါတယ်။ဒီအားလုံးကင်းတဲ့နိုင်ငံတွေတောင်ကိုခံခဲ့ရတော့တယ်။ပေါင်းလောင်းရေလောင်တမန်မှာမူလအတိုင်းကြန့်ခိုင်မှုအကောင်းနေစေဖြစ်ပြီးစိုးရင်စရာအနေထားထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုမရှိပါကြောင်းသင်ပြအပ်ပါတယ်။ပေါင်းလောင်းရေလောင်တမန်နဲ့ပတ်သက်၍ပြည်တွင်ကြားနေရတော့ထိတ်လန့်ဖွယ်သတင်းများပါလုံးဝမှန်ကန်မှုရှိပါကြောင်းလည်းယခုတွေ့မြင်ရတော့မှတ်တမ်းဗီဒီယိုပါ30ရက်နေ့3လ2025ရက်မိုးလယ်ပိုင်းမှာရိုက်ဖက်တဲ့မှတ်တမ်းဗီဒီယိုဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်ဒီကဗီဒီယိုများအားကိုစိတ်နှပြကျမ်းမာချမ်းသာ၍တဘာဝဘေးကတ်ဆိုးများမှာအများဆုံးကြော်ဖြတ်ကျော်လွှားနိုင်ကြပါစေ